အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့ဗောနော်လက်ရှိစီးနေတဲ့ကားလေးဗောနော် Starbucks CRDI Auto ကားမဲရောင်လေးကိုပကိုးကိုသွားပြီးတော့ဗောနော်ကျွန်တော်ခီးလွန်တက်တန်းတိုးခြင်းဖြစ်ပါတယ်မန်လေးလိုင်စင်လေးကိုပကိုးမှာဗောနော်ခီးလွန်စစ်တာပါအခုကတော့ကျွန်တော်ပကိုးကိုသွားနေတဲ့ဟာလေးဗောနော်ကျွန်တော်ဒီမတရားအနေလေးဖြစ်ဗောနော်ရိုက်ပြီးတော့ကျွန်တော်ဒီကားမှန်မှန်စစ်တဲ့ဟာလေးကိုပါအများသိအောင်လို့ဗောနော်ကျွန်တော်ရိုက်ပြပေးတာဖြစ်ပါတယ်အခုကတော့ပကိုးရောက်ပြီးတော့ကျွန်တော်တို့ဒီအခုကားလေးကိုခဲချစ်မယ်နောက်ပြီးတော့ frame ခဲချစ်မယ်အင်ဂျင်ကားခဲချစ်မယ်ဗောနော်ကျွန်တော်ဒီခဲချစ်ပြီးသွားပြီဆိုရင်တော့အရှိမအင်ဂျင်နီယာတွေရင်စစ်ဖို့ဗောနော်တန်းစီရနေရလေးဖြစ်ပါတယ်ဒါကတော့ပကိုးရဲ့ကျွန်တော်ဒီရင်စစ်ကညနာယုံဖြစ်ပါတယ်ခီးလွန်ကားလေးလာစစ်တာပါလိုင်းစင်တက်တဲ့အတင်းနဲ့လေးရတယ်ဗောနော်တရားဝင်ရိုက်ခွင့်တော့မရှိပါဘူးဒါကတော့ကျွန်တော်အမတရားအနေနဲ့ဗောနော်ရင်စစ်တဲ့သူတွေလည်းချိုမသိသေးလို့လည်းတည်အောင်လို့ကျွန်တော်ရိုက်ပြပေးခြင်းဖြစ်ပါတယ်ဒါကတော့အပြန်လန်းဗောနော်ဘူကားလေးကတော့ရေစုရေမို့လုံးဝမရှိပါဘူး CRN Auto တောက်လျှောက်အနက်အိမ်စီကားလေးဖြစ်မယ်မော်ဒယ်က2000ခုဖြစ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်အပြန်လန်းလေးပေါ့နော်ဘကိုးကနေပြန်လာတာဒီကားလေးဆိုဘကိုးကဆိုရင်တော့ကျွန်တော်ဒီမိုင်90လောက်ရှိရပေါ့နော်တော့အပြန်ကိုကျွန်တော်မောင်းလာတာကားပါအဲ့ဒါမှမရှိပါဘူးအဲ့တော့ဒီကားလေးကိုကျွန်တော်ဒီ0မှန်အောင်နော်ခဏကျွန်တော်အေးလေးဝင်တောက်နေနားပြီးတော့တခြားလေးရိုက်ပြပေးတာဒီကားလေးရဲ့ဗီဒီယိုအစအဆုံးပေါ့နော်အသေးစိတ်အတွင်းကန်းနေရောကျွန်တော်ရဲ့ TikTok အကောင့်လေးမှာတခြားလေးရိုက်ပြပေးထားပါတယ်ဈေးနှုန်း